ပတ်ဝန်းကျင်တစ်ခုလိုမီးခိုးတွေဖျက်ဆီးတန်တွေနဲ့ပြည့်နေပြီးကစားသမားတွေဟာလူအုပ်ထဲရောနှောပြီးအသက်ရှင်မှုရုန်းကန်နေကြရတယ်။ဒါပေမဲ့သူတို့ရဲ့စွမ်းအားတွေကတော့ဖုံးကွယ်ထားလို့မရခဲ့ဘူး။အဲ့လာကအာနာပိုင်တွေရဲ့မျက်စိကျစရာဖြစ်လာတယ်။ဒီတော့စွမ်းအားပိုင်ရှင်တွေကိုဖမ်းဆီးဖို့တိုက်ရိုက်အမိန့်တွေထွက်လာတော့တယ်။ဖမ်းမိတဲ့သူမှန်သမျှကိုသူတွေတနာစခန်းတွေစီပို့ပစ်ကြတာပေါ့။တလအတွင်းမှာပဲကစားသမား30ဟာမြပြည်သူမြင်သားတဲ့ဖမ်းသားပင်ပေါ်မှာကြီးညာခံရတယ်။ချက်ချင်းဆိုသလိုပဲကစားသမားတွေဟာလန့်ဖြန့်ထွားတဲ့ငတ်တွေလိုလူတိုင်းစိုးရင်တစ်ထိတ်ဖိကုန်ကြတော့တာပဲ။ဒီတော့အတွင်းမှာကျွန်တော်ကတော့လုံးဝကိုကဘာတစ်ဖက်မှာနေနေတာအချိန်ရရင်ရတယ်လို့ကိုချန်တဲ့ကဟင်းတီဟင်းရွက်လေးတွေလိုက်ကြည့်ကိုအင်ကြီးထဲမှာရေကူကိုရေကူကန်ထဲမှာစိန်ပြေနဲ့ပြေကူခတ်နေခဲ့တာ Future Island ကကျွန်တော်အတွက်တော့ product တစ်ခုလိုပါပဲတာယာတဲ့ဘဝကိုဖျက်ဆီးနေခဲ့တာပေါ့ဒါပေမဲ့ကောင်းမွန်တဲ့အချိန်တွေကအများတန်းတီးတန့်နေတာမှမဟုတ်တာနောက်ဆုံးတော့ကျွန်တော်အဖော်ခံလိုက်ရပြီကဘာချမ်းမှာနာမည်မဖော်ပဲသူရက်ကတင်လိုက်တယ်ကစားသမား69ကကဘာအချမ်းသာဆုံးပဲကဘာပဲ့မဲ့ရေးမတိုင်ခင်သူခိုလုံရအများကြီးစောက်ထားတာတေးချတယ်ကစားသမား69ကိုရှာတွင်းရင်လူတိုင်းအသက်ရှင်နိုင်မယ်အဲ့ဒီစားကြောင့်အချင်းအတော်ကြာတိတ်ဆိတ်နေတဲ့ကဘာအချက်ဟာချက်ချင်းစွန်သူတို့ပေါက်ကွဲထွက်သွားတယ်ကစားသမား69မင်းပေါ်လာစမ်းငါတို့ရားနဲ့ချီဒုက္ခရောက်နေချိန်မှာမင်းတကြောက်တည်းပျော်ပါနေတာလားရက်ဆက်လိုက်တာဟုတ်တယ်အဲ့လိုကစားသမားမျိုးကိုဖယ်ရှားပစ်69ကိုရှာတွင်းရင်ငါတို့ရှင်နေအားလုံးတိုက်ဆိုင်ကစားသမားအားလုံးယူတော့ကုန်ချပြီကျွန်တော်ကိုအရှင်လက်လက်ရေးခွန်ခွာချင်းနေချပြီကျွန်တော်ကတော့ငိမ့်ငိမ့်လေးပုံအောင်နေချင်တာဒါပေမဲ့ခမည်းတော်ကကျွန်တော်ကိုထုတ်ဖော်လိုက်ကြပြီဒီတော့ကျွန်တော်ကဘာချမ်းမှာစားတဆောင်ရိုက်တင်လိုက်တယ်အားလုံးစိတ်အေးထားကြပါကျွန်တော်ကစားသမား69ပါခိုးလုံရာဒီလိုချင်တယ်ဟုတ်ကျွန်တော်ပေးနိုင်တယ်ဒါပေမဲ့ခိုးလုံရာဒီကိုနိုင်ငံ၄နိုင်ငံမှာပဲစောက်ထားတာငကားရွှေလင်းယုံဟန်းတဲ့ကန်ဂရူခိုးလုံရာတစ်ခုစီကလူ20ပဲစန့်တယ်ကဘာမီပေါ်မှာ၄နေရာမှတ်ထားပေးထားတယ်ခမည်းတော်လူ200ကျော်ရှိတယ်အားလုံးလုံးဝဝင်ဆက်မှာမဟုတ်ဘူးဘလို့ပဲဖြစ်ဖြစ်ခိုးလုံရာစကားဝတ်တွေကိုတော့ပေးပါမယ်အရင်ရောက်တဲ့အထူးအရင်ရမယ်ကျွန်တော်ကိုလိုက်မလာကြနဲ့တော့စကားဝတ်ကိုကျွန်တော်ရိုက်ထက်လိုက်ကြနဲ့ကစားသမားတိုင်းယူသွတ်သွားကြတယ်ခိုလုံရာကိုအရင်ရောက်ရင်ရေးကြည့်လာကိုသူတို့ရှင်းတတ်နိုင်မယ်လေတနည်းအားအတွင်းမှာတင်ကစားသမားတို့ရောင်းနေပြီအများစုကတော့အမြန်နှုံးစွမ်းအားပိုင်ရှင်တွေခိုလုံရာကမြင့်တဲ့နေရာမှာစောက်ထားတော့ရေးကြီးတာကနေလုံခြုံတယ်သူတို့တကားတွေကိုဖွင့်ပြီးဝင်သွားတဲ့အခါပရိသတ်တို့ထဲခြေချလိုက်ရတယ်လို့ပါပဲတကယ်တော့ကျွန်တော်ဒီခိုလုံရ၄ခုကိုအကောင်းဆုံးအခမ်းအနားဆုံးဖြစ်အောင်စောက်ထားခဲ့တာလေခမရတို့လိုချင်သမျှအကောင့်ရှိတယ်ရေခဲတစ်တာတွေကလည်းအေးခဲထားတဲ့အစားအစာတွေနဲ့ပြည့်နေတာကစားသမား58ကကဘာချမှာဂုံယူဝမ်းကြွစွာနဲ့တိုက်ရိုက်ထူးလင်းတော့တယ်ဒီခိုလုံရကိုလုံးဝမမျောလင့်ထားဘူးဒီလောက်ကောင်းမယ်လို့မထင်ခဲ့ဘူးပိုက်ဆံကတကယ်ကိုပျော်ရွှင်မှုကိုဝယ်ပေးနိုင်တာပဲအတွင်းထဲမှာသူတို့စက်တိတ်တွေတိုးသားကင်းတွေစားဝိုင်းနေတွေတောက်နေကြတယ်စားပွဲပေါ်မှာခန်းထားတဲ့ဟင်းလျာတွေအပြည့်ပဲကစားသမား58ကလူ12ယောက်ရောက်နေပြီလို့ပြောတယ်သူတို့ငကားနိုင်ငံခိုလုံရာကိုပိတ်ဆို့ဖို့မဲပေးလိုက်ကြတာတရားစားတွေကကန့်တက်ထားတာမို့တခြားဘယ်သူမှဝင်ခွင့်မရဘူးတဲ့တခြားကစားသမားတွေကတော့လမ်းပေါ်မှာရှိနေတော့ပဲဒီထိုးရက်မှုကိုမြင်တော့သူတို့ယူသွတ်သွားကြတယ်ခိုလုံရအပြင်ဘက်မှာကစားသမားတွေဟာလိုင်းလုံးတွေလိုဆက်တိုက်ရောက်လာနေတယ်ရေနဲ့တေမလားအငှက်တေမလားဆိုတာတဲ့ဒီအသက်ကယ်ကျိုးကိုစုတ်ကင်ထားရမယ်အသက်ရှင်လို့စိတ်ကသူတို့ကိုစိတ်ပဲအားငယ်မှုစီတွန်းပို့နေတာသူတို့အတွင်းကလူတွေကိုဖွင့်ပေးဖို့ဝင်ခွင့်ပြုဖို့တောင်းပန်ကြတယ်ဒါပေမဲ့အတွင်းကကစားသမားတွေကအကုန်လုံးကိုတေချာပိတ်ဆို့ထားနေပြီဘလို့တကားတွေနှံ့ရန်တွေကိုထူးထူးသူတို့ရဲ့စွမ်းအားတွေကိုဘလို့ပဲထုတ်အဲ့ဒီပိတ်ထားတဲ့ဝင်းပေါက်ကိုတစ်ဆက်မှရွှေ့လို့မရခဲ့ဘူးအတွင်းကလူတွေပျော်ရွှင်နေတော့မှပဲကျွန်တော်ရုတ်တရက်ပေါ်လာပြီးပြောလိုက်တယ်လူ20ဆက်နေမို့လားနောက်ထပ်ရှေ့ဝင်လို့မရသေးဘူးလားကျွန်တော်မှနောက်ထပ် override ကိုရှိတယ်တကားတွေပိတ်ထားနေတောင်အတွင်းကိုဝင်ရောက်နိုင်တယ်ရှုပ်ဝတ်တကားကအရှိတောင်ဘက်မှာနိုင်ရအောက်ချီကအလှဆင်အုတ်ခဲလေးကိုလှည့်လိုက်ရင်ရှုပ်ဝတ်တကားပေါ်လာလိမ့်မယ်အပြင်ကကစားသမားတွေဟာယူသွတ်နေသူတွေလိုလျှို့ဝတ်တကားစီအပြည့်လွှားသွားကြတယ်အလှဆင်အုတ်ခဲကိုသူတို့လှည့်လိုက်တယ်ရှင်းဟောင်းအလှဆင်အုတ်ခဲလေးကိုလှည့်လိုက်တော့နရန်ဟောင်းကြီးထဲမှာတကယ်ပဲလျှို့ဝတ်တကားတစ်ခုပေါ်လာတယ်ကစားသမားတွေဟာနောက်ဆုံးရှင်းနေရအတွက်အချက်ချင်းတိုက်ခိုက်ပြီးအတွင်းထက်ကိုတိုးဝင်ဖို့ရုန်းကန်ကြတော့တာပဲပိန်ပိန်မဘကောင်မလီတယောက်ကတော့နောက်ကျပြီးနေခွေနေခဲ့တယ်အဲ့ဒီနောက်သူ့လက်တွေကိုနေနွဲပင်တွေထွက်လာပြီးရှစ်ကလူအုပ်ကိုရန်တရိုက်ခတ်လိုက်တာလူအများအပြားချက်ချင်းလဲကြကုန်ကြတယ်ဒါဆွမ်းအပိုင်ရှင်ကစားသမားကသူ့ခြေတော်အုပ်ကနွဲပင်တွေကိုအမြန်ဖြတ်ပြီးတော့လှည့်ပြီးလေးထားနဲ့နွဲပင်ဆွမ်းအပိုင်ရှင်လက်ပင်ကိုလိချပစ်လိုက်တယ်ဒါဆွမ်းအပိုင်ရှင်ကတကားကိုအရင်ဆုံးရောက်ပြီး override ကိုရိုက်ထည့်လိုက်တာနဲ့တကားကြီးပွင့်သွားတယ်သူပျော်ရွှင်စွာနဲ့အတွင်းကိုပြေးဝင်သွားတယ်ချက်ချင်းပဲနောက်ထပ်ကစားသမားတစ်ယောက်ကလက်စီပစ်စွမ်းအားနဲ့လူအုပ်ကြီးတစ်ခုလုံးကိုလဲချအောင်လုပ်ပစ်လိုက်တယ်ဒုတိယမြောက်ကစားသမားကတကားဘက်ကနေဖြတ်ပြီးဝင်သွားတယ်ဒါပေမဲ့တတိယမြောက်ကစားသမားကဝင်းပေါက်နောက်ကိုရောက်ခါနီးမှာတော့မီးပင်ဘောကကစားသမားတစ်ယောက်ကသူ့ခြေတော်ကိုဖမ်းဆွဲလိုက်တယ်လဲချနေတဲ့ကစားသမားကထိုးဆက်တဲ့အပြုံးတစ်ခုပြုံးပြီးအစိတ်တွေတုတ်ထားတဲ့လက်သေးတွေနဲ့သူ့ပံကိုထိုးဆိုင်ချပစ်လိုက်တယ်အစိတ်စွမ်းအားပိုင်ရှင်ကတကားဝကနေထပြေးဖို့မနိထအနိုင်ချင်းပါမယ်နောက်ကနေတာမဏိလိုမာကြောတဲ့လက်တစ်ဖက်ကသူ့ရင်ဖက်ကိုထိုးဖောက်ချပစ်လိုက်တယ်တယောက်ပြီးကြောက်ကစားသမားတွေဟာခိုးလုံရဝင်ပေါက်မှတေဆုံးလဲကြကုန်ကြတယ်ရှင်တန်ဘိုစစ်ကသူတို့ရဲ့နောက်ဆုံးကြံရှိတဲ့လူကုန်တိခါကိုပါဖယ်ရှားပစ်လိုက်ပြီဒါဆိုဒီစနစ်ကပေးထားတဲ့စွမ်းအားတွေကဖောက်ကောင်တွေကိုတိုက်ဖို့မဟုတ်ပဲသူတို့အချင်းချင်းတက်ဖြတ်ဖို့တော့မယ်လားခိုးလုံရအတွင်းကကစားသမားတွေလည်းထိုင်မနေနိုင်တော့ဘူးသူတို့အားလုံးကလင်းမြန်စွာရွေ့လျားနိုင်တဲ့စွမ်းအားတွေရှိကြပေမဲ့တကယ်တိုက်ခရီးစွမ်းအားကတော့တိတိတသာကိုချိုးတယ်နေတာတကယ်လို့သူတို့တကားကိုပိတ်မထားပဲတိုက်ခရီးစွမ်းရည်မြန်မာနဲ့ကစားသမားတွေကိုဝင်ခွင့်ပြုလိုက်ရင်သူတို့ငင်ငယ်လေးတားကောင်ဖြစ်နေမှာမဟုတ်ဘူးလားအခုမှအတွင်းကိုပြေးဝင်လာတဲ့ဓာတ်စွမ်းအားနဲ့လက်စည်းစွမ်းအားပိုင်ရှင်တွေဓာတ်ကိုသဘောပေါက်သွားတယ်သူတို့ချက်ချင်းပူပေါင်းပြီးအပြင်ကကစားသမားတွေကိုပြန်တိုက်ခိုက်တော့တယ်အဲ့ဒီအချိန်မှာပဲအများပြည်သူမြင်တာတဲ့ဖန်သားပြင်ပေါ်ကကိန်းကနန်းတွေရုတ်တရက်မြင်တက်လာတယ်ကစားသမားတွေတေဆုံးမှုကစက်တိုက်တိုးလာနေခဲ့တယ်လူတဘာဝကနေရာတိုင်းမှာအတူတူပါပဲတခြားခိုလုံရ3ခုမှလည်းရက်ဆက်တဲ့တေချင်းတိုက်ပွဲတွေပေါ်ပေါက်လာတယ်စောင့်ကြည့်ကင်မရာမှတ်တမ်းတွေအားလုံးမှာဒါကိုမြင်တွေ့နေရတာပေါ့ဝန်ထမ်းကိုဘယ်မှရှာမတည်ဘူးတကယ်တော့သူကဘာလို့ခိုးလုံရကိုလာမှလဲဒါပေမဲ့ကန်ဆုံလို့ပဲလားမသိအဲ့ဒီအချိန်မှာပဲဝန်ထမ်းစီကမစစ်ရောက်လာခဲ့တယ်လေ
သူကမအကြီးစမ်းမအောင်ကွာငါတို့မိမဖွဲ့ခဲ့ပေမဲ့အလုတ်အတူတူလုတ်ရတာဘယ်လောက်တောင်အဆင်ပြေလိုက်တယ်လဲမိတ်ဆွေတွေထစ်ဖို့မွေးလာတာပဲကွာမင်းရှက်စိတ်မရှိဘူးလားငါရဲ့ကိုယ်ပိုင်အချက်အလက်တွေဖော်ထုတ်တာငါ့ကိုဒုက္ခပေးတာမင်းချေပဲကျွန်တော်ကတော့ပြန်ဖြုတ်လိုက်တယ်စိတ်မဆိုးပါနဲ့ကွာငါသာဒီအစီအစဉ်ကိုမဖန်တီးခဲ့ရင်ဘလို့လို့ဒီကစားသမားတွေကိုတေတွင်းပိုးနိုင်မှာလဲမင်းပြိုင်ဘက်တွေကိုရှင်းပေးတဲ့အတွက်ကျေးဇူးတင်တာပေါ့ဒီလိုစကားပြောနေတော့မှပဲခိုးလုံရကလူအဖြစ်ချစ်သွားရောတကားတွေကလည်းသူ့အလိုလိုလုံခြုံစွာပေးသွားခဲ့တယ်အပြင်မှာတော့တွေ့တွေကမြစ်တစင်းလို့စီးဆင်းနေတယ်ဝင်ခွင့်မရခဲ့တဲ့သူတွေကအချီးနီးစူးစမ်းနေတော့ပဲအထက်ကကစားသမားတွေကတော့ပျော်ရွှင်စွာဆင်နွှဲနေကြတယ်သူတို့အထက်ဘာတွေလာတော့မယ်ဆိုတာလုံးဝမသိခဲ့ကြဘူးကျွန်တော်ပြုံးလိုက်တယ်ဘာမှဖြစ်လာမလဲပေါ့ပြီးတော့ဝမ်ထန်ကိုပြောလိုက်တယ်မီးခိုးလုံရတဲ့မပါဝက်နာနှမျောစရာပဲကွာဒါနဲ့ခလုတ်တစ်ခုကိုဖိနှိပ်လိုက်တယ်တခဏချစ်မှာပဲမိအောင်မှာမြုပ်ထားတဲ့တန်တထောင်အဲ့လိချီရှိတဲ့ပေါက်ကွဲပစ္စည်းတွေဟာပေါက်ကွဲထွက်သွားတော့တာပဲပေါက်ကွဲမှုရဲ့လန်ကရက်ကြောင့်ခိုးလုံရအပြင်ဘက်ကအသက်ရှင်ကြံရစ်သူတွေပါချေမှုတ်သွားခဲ့ကြတယ်ပေါက်ကွဲပြီးတဲ့နောက်ကစားသမားအရက်အထက်116ယောက်အထိလျော့ကျသွားတယ်ကစားသမား61ယောက်သာကြံရစ်တော့တယ်အချိန်အတော်ကြာပြီးနောက်မှာတော့ဝန်ထမ်းစီကနေမက်ဆေ့ရောက်လာခဲ့ပြန်တယ်သူကမင်းကိုအထင်ထင်းမိသွားပြီကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မင်းသားမရှိရင်ခိုးလုံရတဲ့ဒီလုံများတဲ့ကစားသမားတွေကိုစုယုံဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ပဲလေရင်တွေတင်ဘောတွေမပါပဲနောက်အနာကကျွန်းမိုးရောက်နိုင်ချေအစီစိုးကစားသမားတွေအကုန်ပြောက်ကွယ်သွားပြီငါတက်နှစ်လုံးစီစဉ်ခဲ့လားသူတို့ကိုတက်ပလိုင်နဲ့တက်လုံးဆင်းထုတ်ချမလဲဆိုတာလေအဲ့ဒီခိုးလုံရတွေကသူတို့ရဲ့ထင်ရှားတွေဖြစ်သွားကြပြီခိုးလုံရပောက်ကွဲမှုအကြောင်းကဒီလောက်မြန်မြန်တရင်မရောက်နိုင်သေးဘူးတခြားအသက်ရှင်ကြံရစ်သူတွေကဘာဖြစ်ခဲ့လဲဆိုတာလုံးဝမသိခဲ့ကြဘူးဒါပေမဲ့ဝန်ထန်ကတော့ချက်ချင်းသိခဲ့တယ်ဆိုလိုတာကသူကအဝေးကနေအရာအလုံးကိုစောင့်ကြည့်နေခဲ့တာပဲအဲ့ဒီနောက်တော့စနစ်ကနေကျွန်တော်စီ message တစ်စောင်ပွင့်လာခဲ့တယ်အသက်အများဆုံးကစားသမားချက်လာတဲ့ဂုဏ်ယူပါတယ်အပိုစုချေရရှိပါပြီကျွန်တော်ပြောမိသွားတယ်ဒီလိုကဘာပြက်ခေကြီးမှာအားအကောင်းဆုံးသူသာရှင်းတတ်နိုင်တာပဲလေလေးလာကြပြီးနောက်ရေကြီးရေလျက်မှုတွေတဖြည်းဖြည်းပြန်ကျဆင်းသွားတယ်ရေလွှမ်းမှုခံခဲ့ရတဲ့မြေပြင်တွေပြန့်ပေါ်လာတော့လူတိုင်းကကပ်ပြေးလီပြီးဆုံးပြီလို့ထင်ပြီးတပြင်းချခဲ့ကြတယ်ဒါပေမဲ့သူတို့မမျှော်လင့်ထားတာကရေကြီးမှုကကတ်ရောဂါတစ်ခုကိုပါတည်ဆောင်လာခဲ့တာပဲ NPC အလောင်းအများအပြားကဖုတ်ကောင်တွေအဖြစ်ပြောင်းလဲသွားကြတယ်ပထမအဆင့်ဖြစ်တဲ့ကဘာပြက်ရေကြီးမှုကိုကြော်ခက်နိုင်ခဲ့တဲ့ကစားသမား100ကိုဂုဏ်ယူပါတယ်နောက်ထပ်ကဒုတိယအဆင့်ကဘာပြက်ဖုတ်ကောင်ပါပဲနောက်ဆုံးတော့စွမ်းအားတွေထုတ်ဖော်ပြသရမယ့်အချိန်ရောက်လာပြီနံပါတ်69လို့ခေါ်တဲ့အဲ့ဒီလူကတော့ဒေတာနဲ့အတူတူပဲအဲ့ဒီအချိန်မှာပဲလူယူရန်ရှိကနေကိုပိုင် message ရောက်လာခဲ့တယ်Mark မင်းမစွမ်းအားမရှိဘူးနော်ဖုတ်ကောင်ကဘာပြက်မှာမင်းအသက်ရှင်နိုင်မှာမဟုတ်ဘူးငါ့ကိုပစ္စည်းတချို့ဝေးမြပြီးမင်းရဲ့နေရာကိုဖျော်ပြရင်ငါလာပြီးကကွယ်ပေးနိုင်တယ်ကျွန်တော်ဖြည်းဖြည်းချင်းမိခွန်းအမတ်အသားလေးကိုရိုက်ထည့်လိုက်တယ်ငါရဲ့စွမ်းဆောင်ရည်ကိုရှော့မတွက်လိုက်တယ်ရေကြီးမှုကိုငါရှင်တန်ခဲ့တာဒီစွမ်းဆောင်ရည်ကြောင့်လုံးဝပဲဟုတ်တာပေါ့သူဘလို့ရှင်တန်ခဲ့လဲဆိုတာကျွန်တော်သိနေတာပေါ့သူမကချစ်ချင်းမေတ္တာကိုအတုံးချပြီးအိမ်ကြီးချင်းတွေစီကပစ္စည်းတွေလိမ်လည်ဆူဆောင်ခဲ့တာကက်ဆယ်ရေးတွေရောက်လာတော့လေသူမကပဲအရင်ဆုံးကက်တင်ခံခဲ့ရတယ်အဲ့ဒီအကြောင်းတွေးပြီးတော့ကျွန်တော်ပြန်ပြေးလိုက်တယ်စိတ်မဝင်စားဘူးတောင်းပန်ပါတယ်ပေါ့ဒါအပြင်လူလူရန်ကကျွန်တော်ကအချမ်းသာဆုံးဆိုတာသိနေတာကလည်းလုံးဝကိုမတော်တဆမဟုတ်ခဲ့ဘူးကပတ်တိုက်ကြီးတိုင်းမှာဖုတ်ကောင်ဗိုင်းရပ်စ်တွေရုတ်တရက်ပြန့်နှံ့ပေါက်ကွယ်လာခဲ့တယ်ဒါပေမဲ့ကျွန်တော်ကလေရင်တွေတင်ဘောတွေကိုကြိုတင်ဖျက်ဆီးပစ်လိုက်ကြကြောင်းပစိဖိတ်ကျွန်းလိုင်းရင်တွေနဲ့အန်တာတိကစီသွားတဲ့ကူးဆက်လန်းကြောင်းတွေအစောကြီးကတည်းကပြတ်တောက်သွားခဲ့တာပေါ့ရိုးရိုးဖုတ်ကောင်တွေကတော့ရင်ဆိုင်ရတာမခက်ခဲပြီးမဲ့ဗိုင်းရပ်စ်ကတော့အမခံမြန်နှုန်းနဲ့ပြန့်နှံ့သွားခဲ့တယ်အဲ့ဒီဗိုင်းရပ်စ်ဟာထက်ခါပြန့်နှံ့ပြီးတဲ့နောက်မှာတော့ဗီဇပြောင်းလဲမှုတွေစက်တင်ပေါ်ပေါက်လာခဲ့တယ်ကျွန်တော်ခတ်မှန်းခဲ့တဲ့အတိုင်းပဲပေါ့ညံရင်ရှိတဲ့ဖုတ်ကောင်တွေရဲ့စွမ်းအားရှိတဲ့ဖုတ်ကောင်တွေရဲ့တိတ်လေးပေါ်လာတော့တာပဲ